ခုတစ်ခါမှာတော့ကျွန်တော်ကစာကာမိုတိုတွေရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ဇက်ကောင်တစ်ယောက်ဖြစ်တဲ့ဘွိုင်းကြောင်းကိုပြပြသွားမှာဖြစ်ပါတယ်ဟာဝမ်ဖြစ်ဖို့ကိုဆွဲလိုက်နေသူရဲ့ဆရာထူးခြားရဲ့တိုက်ခိုက်နေတွေဂုံသေးကရှိရဲ့စိတ်တက်တွေကြောင့်ဘွိုင်းကကျွန်တော်တို့ကိုဆွဲမဲ့စေရဲ့ဇက်ကောင်တစ်ယောက်ဖြစ်လာပါတယ်ဒီတော့ဘွိုင်းကြောင်းကိုအသေးစိတ်ကြည့်လိုက်ကြအောင်ပထမဆုံးအနေနဲ့ဘွိုင်းရဲ့ထင်ရှားရဲ့ပုံမှန်တံတန်ကတော့သူ့ရဲ့အရက်မောင်းပုံမှန်ခုခံတာအနက်ရောင်စပင်းတို့မိုးစိတ်မွေးနဲ့ဘက်ဘားမှာတော့အမာရုပ်တစ်ခုရှိပါတယ်ဒါပေမဲ့သူ့ကိုထင်ရှားဆုံးဖြစ်စေတာကတော့သူ့ရဲ့ fashion ပါဘွိုင်းဟာပန်းရောင်အုပ်ထုပ်ရွှေဝါရောင်မျက်မှန်နဲ့စိမ့်ပြရောင်ဟာဝိုင်ရှယ်အင်ကြီးခါကိုဘောင်းမီနဲ့ Nike Cortex View တို့ဝတ်ဆင်လေးရှိပါတယ်သူ့ငယ်ဘွားမှာဆိုရင်လည်းအနက်ရောင် leather jacket နဲ့အနက်ရောင်ဘောင်းမီတို့ကိုဝတ်ဆင်လေးရှိပါတယ်ဒီလိုမျိုးထူးခြားတဲ့ fashion ကြောင့်ဘွိုင်းဟာစာကမိုတိုဒီရဲ့မှာလူအသီးများဆုံးလူသက်သမားတစ်ယောက်ဖြစ်လာပါတော့တယ်ဘွိုင်းရဲ့အတိတ်ကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်သူဟာစာကမိုတိုနာဂိုမိုနဲ့ Obikuru တို့ကို Japan Clear Creation of the Japanese Association of Assassins လို့ခေါ်တဲ့ GA အဖွဲ့ချုပ်မှာတွေ့ဆုံခဲ့ကြပါတယ်စာကာမိုတိုနဲ့သူကတကယ်ချင်းဖြစ်ခဲ့ပေမဲ့စာကာမိုတိုရဲ့လေးလူရှုမှုနဲ့လူကြိုက်များမှုတွေကြောင့်သူတို့ကြားမှာပဏိပခတွေဖြစ်လာခဲ့ပါတယ်နောက်ပိုင်းမှာတော့ဘွိုင်းနဲ့ Obikuru တို့ကဘယ်ကန်တိုင်ပွဲမှာလူ100ကျော်လောက်ကိုတပ်ဖြတ်ခဲ့ပြီး Powerhouse Duo of Dontakai ဆိုတဲ့နာမည်ကြီးလူတွေသမားတွေဖြစ်လာခဲ့ပါတယ်ဒါပေမဲ့ order ရဲ့အဖွဲ့ဝင်တွေလောက်တော့အစစ်မမြင်သေးဘူးလို့နာဂူမိုကမှတ်ချက်ပြုခဲ့ပါတယ်ဘွိုင်းရဲ့တိုက်ခိုက်နေတွေကလည်းသူ့ရဲ့ထင်ရှားစေတဲ့အချက်တွေကတစ်ခုပါသူဟာစာကာမိုတိုနဲ့တိုက်ခိုက်ရမှာအင်အားတာခဲ့ပြီးသူ့ရဲ့ Rocket Dynamite Punch ဆိုတဲ့နည်းကိုအသုံးပြုခဲ့ပါတယ်ဒီနည်းဟာ Dynamite ပေါက်ကွဲမှုတွေကိုအသုံးပြုပြီးအလွန်မြန်ဆန်တဲ့လက်သီးချက်တွေကိုထုတ်ပေးနိုင်ပါတယ်ဒါအပြင်သူ့ရဲ့ Super Ball Booms SPBBS ဆိုတဲ့ဘုံလေးတွေကိုအသုံးပြုပြီးရန်သူတွေကိုထိမှန်အောင်ပြစ်နိုင်ပါသေးတယ်ဒီဘုံလေးတွေဟာနေရန်တွေပေါ်ကိုပြန်ကန်ပြီးရန်သူတွေကိုမမျှော်လင့်တဲ့နေရာကနေထိမှန်စေနိုင်ပါတယ် Fun fact အနေနဲ့ကတော့ဘွိုင်းဟာအချက်သမားတစ်ယောက်ဖြစ်ပြီးတောင်းမစတင်ခင်မှာအရက်ပလင်းတစ်လုံးလောက်တောက်လိရှိပါတယ်ဆေးလေးတောက်တတ်ပြီးစာကမုန်နဲ့တိုက်ခိုက်ပြီးနောက်ဆေးလေးတောက်ခဲ့ပါသေးတယ်သူ့ရဲ့ Super Ball Booms တွေကို Potassium Perchlorate, Picric Acid, Penta E3 တို့ Tetra Nitrate, Nitrogen Glycol တို့နဲ့ဖန်တီးထားပါတယ်ဘွိုင်းကစိတ်ပီးစည်းနေလေ့ကျင့်ခန်းလုပ်လို့ရှိပါတယ်သူ့ရဲ့စိတ်ကူးရင်ဇက်ကောင်ကတော့ Leon the Professional ဇာတ်ကားတွေက Leon ပါဒါကတော့ဘွိုင်းရဲ့ Half Boy Assassin တယောက်အနေနဲ့သူ့ရဲ့ထူးခြားတဲ့ဇာတ်တိုက်ခိုက်နေတွေဖြစ်ပါတယ်သူเจ้าကိုဘယ်လိုထင်လဲသူ့ရဲ့ဇာတ်တွေကိုကြိုက်လားဒါမှမဟုတ်သူ့ရဲ့ character overpower ဖြစ်နေရလို့ထင်လားကွန်မန့်မှာရေးပေးခဲ့ကြပါဦး